ဒါကတော့နိုင်ငံအသီးသီးကထိတ်တန်းတခိုးတွေလာရောက်ရှင်ပြိုင်ကြတဲ့ထူးခြားတဲ့တော်ဖွင့်ပြိုင်ပွဲကြီးတစ်ခုပဲဖြစ်ပါတယ်။ဒိုင်လူကြီးရဲ့အမိန့်ပေးတံထွက်လာတာနဲ့အမျှတခြားပြိုင်ပွဲဝင်9ယောက်စလုံးကတော့ကိုအသေးအတန်စတင်ဖွင့်နေကြပါပြီ။ဒါပေမဲ့လူချောလေးကတော့အိမ်မက်မက်နေတယ်လို့ငြိမ်နေတော့မှာပဲမကြခင်မှာပဲစပင်ရှင်နဲ့လူကတော့ဖွင့်တာအောင်မြင်သွားပြီးဒုတိယတစ်ယောက်တတိယတစ်ယောက်စသဖြင့်ဇက်တိုက်ပွင့်သွားကြပါတယ်။အခုဆိုရင်နောက်တစ်ဆင့်တက်ဖို့နောက်ဆုံးလက်မှတ်တစ်ဆောင်ပဲကျန်ပါတော့တယ်။အဲ့ဒီအချိန်ကြာမှပဲလူသူဟာတော်လက်ခလုတ်ကိုအตาရလေးလှည့်လိုက်ရုံနဲ့ဘေးကင်းလုံခြုံရေးတစ်တာကြီးကိုအားဆိုင်စရာမလိုပဲဖွင့်ပြလိုက်ပြီးနောက်တစ်ဆင့်ကိုအောင်မြင်စွာတက်လန်းသွားပါတယ်ဒုတိယအဆင့်ကတော့စင်ပွားဖြိုးဝက်နံပါတ်တော့ double password lock ဖြစ်လို့အခက်ခဲကအစမတန်ပိုများသွားပါတယ်စပင်ရှင်နဲ့လူကတော့အိမ်နာကိုနားကပ်ပြီးအတန်းနားထောင်နေပြီးတော့လက်ကင်ကိုလှည့်လိုက်တာကြောင့်သူကပဲပထမဆုံးအကြိမ်ထပ်ပြီးဖွင့်နိုင်သွားပါတယ်အရှုံးမပေးပဲသူ့နောက်ကနေကက်လျက်ပဲဘေးကင်းလုံခြုံရေးတစ်တာကိုအตาလေးဖွင့်ပြလိုက်ပါတယ်အခုဆိုရင်ပြိုင်ပွဲမှာသူနဲ့စပင်ရှင်နဲ့လူနှစ်ယောက်တည်းပဲကျန်ပါတော့တယ်နောက်ဆုံးအဆင့်ကတော့ဒဏ္ဍာရီလာအဆင့်လို့တင်စားရမယ့်ခိုးယူမှုစန့်ကျင်ရေးလုံခြုံရေးစနစ်ကြီးပဲဖြစ်ပါတယ်စပင်ရှင်နဲ့လူဟာတန်ချက်ပြီးတဲ့နှစ်ချက်ကရိယာကိုပါထုတ်သုံးလိုက်ရပါတယ်လူချောလေးကတော့သူ့ကိုအထင်သေးတဲ့မျက်လုံးနဲ့တစ်ချက်ကြည့်ပြီးဘာကရိယာမှမသုံးပဲသူ့ရဲ့ညာဘက်လက်ဖွားအထီးတွေးတစ်ခုလေးနဲ့နေတော့ရဲ့အတွင်းပိုင်းဖွဲ့စည်းပုံတစ်ခုလုံးကိုသိရှိသွားပါတယ်အခုအချိန်ကစက္ကန့်30ပဲကျန်ပါတော့တယ်အဲ့ဒီအချိန်ကြာမှလူချောလေးကလက်ဆွမ်းပြပါတော့တယ်မကြခင်မှာပဲပထမဆုံးတော့အဆင့်ပွင့်သွားတယ်နောက်ပြီးဒုတိယအဆင့်တတိယအဆင့်လူချောလေးကတစ်ချက်ပြုံးလိုက်ပြီးလက်ကင်ကိုအားရပါရလှည့်လိုက်တဲ့အခါမှာတော့တက်တာတကားကြီးဟာအလွယ်တကူပွင့်ထွက်သွားပါတော့တယ်သူတော့ဖွင့်ဖို့6စက္ကန့်ပဲကြာခဲ့တာကြောင့်ဒိုင်လူကြီးတောင်စော့အံ့ဝသွားရပြီးပွဲကြီးပရိသတ်တကွင်းလုံးကလည်းသူ့အတွက်ထောက်ခံအားပေးကလက်ခုပ်တီးခဲ့ကြပါတယ်ဘေးကစပင်ရှင်နဲ့လူလဲကြည့်ပြီးကြောင်းအန်းသွားခဲ့ရတယ်လို့လူချောလေးရဲ့ဒီလိုအစွမ်းပြမှုကအမျိုးသမီးတယောက်ရဲ့အာယုံဆိုင်မှုကိုလည်းဖန်ဆားသွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့အဲ့ဒီအမျိုးသမီးကလူချောလေးကိုလာရှာပါတယ်သူကသူ့ကိုယ်ပေါ်ကနေလက်စွပ်တကွင်းတနက်တလက်နဲ့ရွှေနာရီတစ်လုံးကိုထုတ်ပြပါတယ်ဒါတွေကတော့သူကော်ဖီဆိုင်ထဲဝင်သွားတဲ့စက္ကန့်30အတွင်းမှာပဲဆိုင်ထဲကဧည့်သည်3ယောက်စီကနေမတိမတာလိုက်လာခဲ့တာပါအဲ့ဒီကောင်မလေးရဲ့နာမည်ကရှောင်းမီစာရောင်မြင့်လို့ခေါ်ပြီးကဘာလက်ဝရန်ထုတ်ခံထားရတဲ့ထိတ်တန်းတခိုးမလေးတူဖြစ်ပါတယ်သူကလူချောလေးရဲ့တော့ဖွင့်တဲ့အတတ်ပညာကိုသဘောကျသွားတာကြောင့်သူ့အဖွဲ့ထဲဝင်ဖို့လာရောက်စည်းရုံးတာဖြစ်ပြီးသူတို့ရဲ့ရည်ရွယ်ချက်ကတော့ဒဏ္ဍာရီလာတော့ပြင်ဆင်သူအိုကြီးရဲ့ဘေးကင်းလုံခြုံရေးတစ်တာတွေကိုခိုးယူဖို့ပဲဖြစ်ပါတယ်ရှောင်းမီကသူ့အဲ့ဒီတစ်တာတွေရှိတဲ့နေရာကိုတည်တယ်လို့ပြောတဲ့အခါမှာတော့လူချောလေးဟာချက်ချင်းပဲစိတ်ဝင်စားသွားပါတယ်ဘာလို့လဲဆိုတော့သူကငငယ်ကလေးကတော့ဖွင့်ရတာဝါသနာပါပြီးအဲ့ဒီတော့ပြင်သမားအိုကြီးရဲ့တစ်တာတွေကိုဖွင့်ပြနိုင်ဖို့ကသူ့ရဲ့အိမ်မက်ဖြစ်ခဲ့လို့ပါပဲဒါကြောင့်မို့လို့သူဟာတုံဆိုင်မနေပဲသဘောတူလိုက်ပါတယ်သူတို့နှစ်ယောက်ဟာရှောင်းမီရဲ့အိမ်ကိုရောက်လာပြီးအဲ့ဒီမှာတခြားအဖွဲ့ဝင်တွေနဲ့မိတ်ဆက်ပေးပါတယ်အဖွဲ့ထဲမှာတော့ထိတ်တန်းဟက်ကာမလေးချွေးဟွာခွေဟွာ professional ကာမောင်သမားလောက်ဟေးနဲ့အဖွဲ့ရဲ့တိုက်ခိုက်ရေးတာဝန်ခံလူတန်ကြီးတာရှမ်းတရှမ်းတိုးရှိကြပါတယ်အခုဆိုရင်အဖွဲ့ဝင်တွေအားလုံးစုံလင်သွားပြီဖြစ်လို့သူတို့တစ်ဖွဲ့လုံးပါရီမျိုးကိုထွက်ခွာလာခဲ့ကြပါတယ်ဘာလို့လဲဆိုတော့ပထမဆုံးတော့တစ်တာကပါရီမျိုးကဘန်တက်ခုထဲမှာရှိနေလို့ပါပဲဘန်ကိုရောက်တဲ့အခါပထမဆုံးအနေနဲ့လူချောလေးကအပေါ်သွားခြင်းရောင်ဆောင်ပြီးအိမ်သာခန်းထဲမှာပုံနေလိုက်ပါတယ်အဲ့ဒီအချိန်မှာရှောင်းမီကလုံခြုံရေးဝန်ထမ်းတကားဖွင့်ပေးတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးသူ့ရဲ့တော့ကိုမတိမတာနှိုက်ယူလိုက်ပါတယ်ပြီးနောက်သူကအဲ့ဂျိုကောင်တာကိုတွားပြီးသူ့မှာအဖိုးတန်ပစ္စည်းတွေအနံ့စရာရှိတယ်လို့ပြောပါတယ်ဗန်မန်နေဂျာကသူ့ကိုလက်ပကန်းနဲ့ခေါ်သွားပြီးနောက်ပြန်ထွက်သွားတဲ့အချိန်မှာရှောင်းမီကလူချောလေးနဲ့တိတ်တဆိတ်တွားရောက်ပူးပေါင်းလိုက်ပါတယ်သူတို့ဟာခိုးလာတဲ့လုံချလုံရည်တော့ကိုတုံးပြီးဓာတ်လေကားကိုမောင်းနှင်ကမြေအောက်ရွှေတိုက်ခန်းစီကိုအောင်မြင်စွာရောက်ရှိသွားပါတယ်။ဒဏ္ဍာရီလာတော့တစ်တာကြီးရဲ့ရှေ့မှာရက်နေရတဲ့လူချောလေးဟာရင်ခုန်စိတ်လှုပ်ရှားနေတယ်လို့တစ်ဖက်ကလည်းဝမ်းသာပီတိဖြစ်လို့နေပါတယ်။သူဟာလှုပ်ဝက်နံပါတ်တော့ကိုဖြည်းဖြည်းချင်းလှည့်လိုက်တဲ့အခါအတွင်းပိုင်းကသွားခီယာတွေနဲ့ဆက်ရန်တရားတွေဟာတစ်ခုပြီးတစ်ခုအဝင်ခွင်ကြဖြစ်သွားပါတယ်။တော့စနစ်တွေတစ်ဆင့်ပြီးတစ်ဆင့်ပွင့်သွားတာနဲ့အမျှမကြခင်မှာပဲတစ်တာတကားကြီးပွင့်သွားပါတော့တယ်။အဲ့ဒီတစ်တာထဲမှာတော့ American dollar တန်း90ကိုစနစ်တကျစီထပ်ထားတာကိုတွေ့လိုက်ရပါတယ်လူချောလေးဟာအလုံးမဲစိတ်လှုပ်ရှားသွားပြီးသူတို့တွေပတ်စံတွေကိုအိတ်ကြီးနဲ့အိတ်ထဲအပြည့်ထက်ကအဲ့ဒီနေရာကနေတိတ်တဆိတ်ထွက်ခွာလာခဲ့ကြပါတယ်နောက်ထပ်သူတို့ဟာဒီနီလန်အတိုင်းပဲဒုတိယမြောက်ဘန်ကိုထပ်မံကျူးကျော်ဝင်ရောက်ခဲ့ကြပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့အရာအလုံးကပထမအချိန်လိုလွယ်ကူမနေတော့ပါဘူး